အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့တော့ကျွန်တော်ဝက်မြစ်ချမောင်ရွက်ကြော်လေးကိုချက်ပြုတ်သွားမှာဖြစ်ပါတယ်ခင်ဗျဝက်မြစ်ချမောင်ကြော်ချက်ရန်အတွက်ချမောင်ရွက်လေးတွေကိုဒီလိုခြွေထားပြီးရေတန့်စင်အောင်စီကြောပေးရပါမယ်ဝက်မြစ်ချမောင်ကျော်ပြုလုပ်ရန်အတွက်ပြုတ်ပြီးသားမြစ်လေးတွေကိုပပလေးလှီးပေးပါမယ်။ချုပ်ကလည်းမြစ်မြင့်သေးသေးလေးတွေရအောင်အဲ့နဲ့ချစ်ကြပါတယ်။ကျွန်တော်ကတော့မြစ်လေးကိုမထူမပါလေးဓာတ်လေးနဲ့ပဲလှီးလိုက်ပါမယ်။ဝက်မြစ်ချမောင်ကျော်နဲ့ထည့်ရန်အတွက်ရေတန့်စင်ပြီးစေးထားတဲ့ဝက်သားလေးတို့ဘူးလိုအနေထားလေးလှီးပေးရပါမယ်။အားလုံးစင်သင့်ဖြစ်ရင်တော့ဒဲအိုးကိုမိပူပေးပြီးနည်းငယ်ပူလာတဲ့အခါစီထည့်ပေးရပါမယ်။စီပူလာရင်တော့ထောင်းပြီးသားငရုတ်ဒီအနှစ်လေးတွေကိုထည့်၍စီတက်ရပါမယ်။စီတက်အနံ့လေးမှုေးလာရင်တော့ပြီးသားဝတ်သားတုံးလေးတွေကိုထည့်၍မှုေးပေးရပါမယ်။ဝတ်သားတုံးလေးအနည်းငယ်ထည့်ပြီးမှုေးပြီးတဲ့ချိန်မှာချမောင်ရွက်ထည့်ပြီးငန်းလာတဲ့အထိစိုက်ယူမှုပေးရပါမယ်ချမောင်ရွက်နွမ်းလာတဲ့အခါပြီးသားမြင့်ချောင်းလေးတွေထည့်၍အချုံမုတ်စားတို့ကိုထည့်ပါမယ်အခုတော့နေထားလေးဖြစ်လာရုပ်ကြီး